ကဘာတဝမ်းမှာကျောင်းဝစ်ဆောင်အလားဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့နှုတ်ထ9နိုင်ငံကြောင့်တင်ဆက်ပေးလိုက်ပါတယ်။နံပါတ်5တရုတ်နိုင်ငံနံပါတ်5နေရာမှာရှိနေရကတော့တရုတ်နိုင်ငံမှာတရုတ်နိုင်ငံရဲ့အစိုးရကျောင်းအများစုမှာတော့ကျောင်းသားကျောင်းသူတွေတက်တုံတက်တာရှိစေဖို့အတွက်အားကစားဝစ်ဆောင် trust စုပုံစံတွေကိုအဓိကထားဝစ်ဆင်ကြပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းခေတ်သစ်ကျောင်းတွေမှာတော့တရုတ်ရိုးရာ hand food design ကိုအခြေခံထားတဲ့ခေတ်မီကျောင်းဝစ်ဆောင်လေးတွေဟာအရန်ကိုကြော်ရှင်းလာပါတာကြောင့်ကမ္ဘာအစီအမနာမည်ကြီးလာတာဖြစ်ပါတယ်ခင်ဗျာနံပါတ်4ကနေဒါနိုင်ငံနံပါတ်4ကတော့မြောက်အမေရိကတိုက်ထဲကကနေဒါနိုင်ငံမှာသူတို့ရဲ့ကျောင်းဝစ်စုံတွေကတော့အရန်ကို modern ဖြစ်ပြီးတက်ရက်လောက်ပါတယ်ပုံမှန်အားဖြင့်ကက်ပလီရောင်ဒါမှမဟုတ်နက်ပြာရောင်ပေါင်းပြီးရှေ့စကတ်တိုရီနဲ့တူအပေါ်ကနေ blazer အပေါ်အင်ကြီးအနောက်ကွက်လေးတွေပါဝင်ပါတယ်ဒါဟာအစစ်ငင့်ကျောင်းတော်ကြီးရဲ့ပုံစံကိုပေါ်လွင်စေတာပါနံပါတ်3စီလန်ကာနိုင်ငံနံပါတ်3ကတော့သီရိလင်္ကာနိုင်ငံမှာသူတို့စီမှာတော့ပူပြင်းတဲ့ရာသီဥတုနဲ့ကိုက်ညီအောင်အဖြူရောင်ကိုအဓိကဝတ်ဆင်ကြပါတယ်။ကျောင်းသူလေးတွေကအဖြူရောင်ကာဝန်ပုံစံဝတ်ဆင်ပြီးကျောင်းသားလေးတွေကတော့ shirt အင်ဂျီတစ်ဖြူနဲ့ပေါင်းမိပြားကိုဝတ်ဆင်ပါတယ်။ရိုးရှင်းပေမဲ့ဒီကေကိုကြည့်ကောင်းတဲ့ကျောင်းဝတ်စုံတစ်ခုလို့ပြောရမှာပါ။နံပါတ်2တောင်ကိုရီးယားနံပါတ်2ကတော့ကျွန်တော်တို့ K-drama တွေထဲမှာခဏခဏမြင်တွေ့ရတဲ့တောင်ကိုရီးယားနိုင်ငံပါ။သူတို့ရဲ့ကျောင်းဝတ်စုံ Kyobok ဟာကမ္ဘာပေါ်မှာfashion အကြရုံးလို့တောင်သတ်မှတ်ထားကြပါတယ်။တကြောင်နဲ့တကြောင်ဒီဇိုင်းမတူပဲနပ်ပြာရောင်အညိုရောင်နဲ့ကွက်တီဒီဇိုင်းတွေကိုအနုပညာဆန်ဆန်ဖန်တီးထားတာမို့လူငယ်တွေကြားမှာအရန်ကိုရည်ပိုင်းစားပါတယ်ခင်ဗျာ။နံပါတ်1မြန်မာနိုင်ငံကဲအားလုံးစောင့်မျှော်နေကြတဲ့နံပါတ်1နေရာကတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာပဲမြန်မာကျောင်းဝစ်စုံဟာအစိမ်းနဲ့အဖြူရောင်ရဲ့ light ဖတ်မှုမြန်မာရိုးရာယဉ်ကျေးမှုကိုဖော်ဆောင်တဲ့ရင်ဖုံးအင်ဂျီနဲ့ထပ်ပြီးဒါမှမဟုတ်လုံကြီးတွေကြောင့်ကမ္ဘာအစစ်မှာတင်မကပဲကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာအလားဆုံးဖြစ်နေတာပါအဖြူရောင်စင်ကြဲမှုနဲ့အစင်းရောင်ရဲ့လန်းဆန်းမှုဟာမြန်မာကျောင်းသားကျောင်းသူတွေရဲ့သင်္ကေတတစ်ခုပါပဲကမ္ဘာဘယ်နိုင်ငံသွားမြန်မာအစင်းဖြူလိုအလားမျိုးကိုတော့ဘယ်မှရှာမတွေ့နိုင်ဘူးလို့ထင်ပါတယ်ခင်ဗျာပရိသတ်တို့ရောဒီထက်ကဘယ်နိုင်ငံရဲ့ကျောင်းဝစ်စုံကိုအကြိုက်ဆုံးလဲမြန်မာနိုင်ငံရဲ့အစင်းဖြူလေးကိုတော့ကမ္ဘာအလားဆုံးလို့သဘောတူကြရဲ့လားကောင်းမှမှာရေးပေးခဲ့ကြအောင်နော်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like ပေးပြီးတငယ်ချင်းတွေစီ share ပေးဖို့လည်းမမေ့နိုင်အောင်နော်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ top 5 trip တွေနဲ့ဘူးတူတာတွေကိုစက်ကြည့်ဖို့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားပါအောင်နော်